ရက်နေ့အံ့ဖွယ်ငါဖမ်းခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်4မှ17အထိဒီနေ့ရာကိုရွှေ့ပြီးပိုက်ကွန်ကိုချပါထပ်ဖမ်းပါအောင်ငါအများကြီးရမယ်ဟာဆရာကျွန်တော်တို့တညလုံးစူးစမ်းပြီးပြီတကောင်းမှမရဘူးဒါပေမဲ့ဆရာခိုင်းရင်တော့ပိုက်ကွန်ချကြည့်ပါမယ်ရကောရောရောက်ကောရွာမင်းတို့လေဒီဘက်လောက်ကဟဲ့ညံ့ညံ့ဟာအားရအများကြီးပဲတေချာဟေးတေချာဟေးလုံလောက်ပြီအဆွေတို့ကျွန်တော်ကိုမပေါင်းတိုက်ပါဘူးကျွန်တော်ဟာအပြစ်များတယ်မစိုးရိမ်နဲ့လူကိုများသောတငါဖြစ်စေမယ်နံပါတ်1ငါဘာကိုဖမ်းဖို့ရုန်းကန်နေသလဲနံပါတ်2ပေတရု၏အပြုအမူစိတ်ထားများနှင့်ငါဘယ်လိုဆက်ဆက်သလဲနံပါတ်3ယေရှုကငါအားဘာကိုဖမ်းဆီးခြင်းသလဲ